မင်္ဂလာပါယခုဖတ်ပြမှာကတော့ဆရာမင်းဖုံးတင်ကသူရဲ့ခေါင်းတရသက်စီပဲဖြစ်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်သေးရင် like and subscribe လေးလုပ်တော့ပြောရချင်ပါတယ်ခေါင်းတရသက်စီမင်းဖုံးတင်ကသူပထမသတင်းမှာမြစ်ကွေဖုံးလုံးကျောင်းရှိလေစိတ်မှာတင်းရင်ဘလောက်ပင်ကြီးမှတကြံမတိုင်းမီဘလောက်ပန်းနေစောကြီးတော့ပူပွင့်ခြင်းနဲ့စကြီးတတသမီးရွှေစင်လုံးငားရပုံတောင်းနဲ့တင်တော့လိုက်သွားခြင်းတငါတဲ့စောတဲ့ရင်ငန်းရေချိုးစားမတိတမှာကျစားလေးပေကန်မိချောင်းခေါင်းတော်တကောင်ဘုံညင်တန်းရေချိုးမြစ်မှာဖမ်းဆီးရမိရင်သတင်းသုံးခုတက်လာပါတယ်ထိုသတင်းသုံးခုသည်မြစ်ကွေရာကျုံတာရွာလက်ခုပ်ရွာတို့ကိုချက်ချင်းပြန့်နှံ့ကူးစက်သွားပြီးဖြစ်သည်တကြီးတာပြောသည်နှလုံးတနံကြီးကိုချီတုံချတော်မောင်းတင်ကြီးမောင်ဖြုတ်ကြီးနှင့်ဒေါသမီတောက်ကတောမြတ်တကောင်ငပိကိုင်မိသလိုပြားများနေသည်ဆွေစင်လုံးသည်ရွာ၏ကုန်းတော်ကိုင်ပန်းတော်ကိုင်အလားပကေးစီးမီဖြစ်သည်ပိုးထောင်သည်လေယာလုပ်ငန်းဟုသည်မြအလို့စုံလုံးနေရသည့်ဘောသမဖြစ်သည်ဆင်းရဲတော်လဲယူသားကြိုးစားကလက်စီဘဝကိုမြင့်တဲ့မြင့်အောင်လူနေမှုဘဝကိုမှန်းစာကြိုးစားနေသူကလေးဖြစ်သည်လူကြီးသားပြောသည်ခိုင်းပေါ်ခိုင်းဘက်လက်တရင်ငါးနှင့်သူ့လိုတကြီးသမီးလာမြတ်မတန်ဟုယူဆထားသဖြင့်အင်းမြောင်ပြီးပြက်ဖြစ်နေရခြင်းဖြစ်သည်နှစ်ယောက်စလုံးကိုတွေးသည့်နေရာတပ်ပြင်းမှုတစ်ချိန်နဲ့ချိန်နေသဖြင့်တရားလုံးကဝိုင်းစစ်တောင်းမှန်ထားရသည်။ဒါပြောကိုလာမန်ကျော်နဲ့ငါသမီးကိုခိုးပြေးသွားတယ်ဆိုတာငါကောင်းကိုတီးနေပန်းသွားတာကွ။နှလုံးသွင်းတဲ့ကြီးကိုကင်ကရွာလန်းတင်အော်နေသောတကြီးကိုတကြီးကဒေါ်အေးဘုံကနှစနေပြပြဟောတော်ဖိုးထောင်ကစင်ကောင်းကိုဘယ်တော့မှတီးနေပန်းသွားတာလဲ။ထွဲခါဥပဒါကပြောတယ်။အန်ကျိတ်ကလက်ရမန်မဲရသည်တေနာမရဲ့ဥပမာပြောတာဟဲ့လူတွေကကြိတ်ရေးပြတယ်ပြောင်ပြောင်တင်းတင်းမရင်နဲ့မို့နှုတ်မို့ဆိုတနတ်တင်းစားမိသွားမယ်နောက်တရင်ကဘရောက်ပင်သတင်းဖြစ်တယ်သုံးနှစ်တိုင်မဖူးမပွင့်ခဲ့သောဘရောက်ပင်ကြီးကတကြံမတိုင်ခင်ဆဲခန့်အလိုမှာတပင်လုံးထင်းထင်းဝအောင်ဖူးပွင့်လိုက်သောသတင်းမဖြစ်သည်လေစိတ်တွင်မြင်းမြမထိတက်ကြီးဖူးပွင့်နေရသည်ကိုလှေသွင်းမောသားများကဝဖောင်းများအထူးဆန်းဖြစ်နေကြသည်နောက်ဆုံးသတင်းကယနေ့မနေ့ပိုင်းမှာစောသိန်းကြီးပိုက်ထဲမှာလေးပင်ခန့်စီမိချောင်းကြီးတစ်ကောင်မိနေခြင်းဖြစ်သည်ရေချိုမြစ်တွင်မိချောင်းများနေထိုင်ကျစားလိမ့်မရှိပါမိသည့်အခါကားများ KSS ဂုံကျင်းတဲ့အစီးဘက်တွင်ငမန်းမိချောင်းဖမ်းမိလိမ့်မရှိပဲယခုမှထူးဆန်းတိုက်ဆိုင်စွာပိုက်တန်းထဲတွင်မိချောင်းတစ်ကောင်ဖမ်းမိသောသတင်းသည်သတင်းစုသတင်းဆန်းမဖြစ်နေတော့သည်စောသိန်းသည်လေးမိကန်မိချောင်းကြီးကိုပါဇက်ကျိုးတို့ကမြေကန်ပြီးတဲစီသို့ထမ်းပို့လာခြင်းဖြစ်သည်ရွာချင်းမှလာရောက်ကြည့်ကြသည်စောသိန်းမှတင်ကိုဆင်းပြနေရသည်စောသိန်းမိမမကြဦးကလည်းဧည့်သည်တွေကိုရင်နှွေးကြို၍ဧည့်ခံရသည်မှာဖက်ဖက်မောပင်ဖြစ်သည်မိချောင်းဆိုတာအိမ်မြောင်ကြီးစားပဲနော်ဗျ9နှစ်ရွယ်ကောင်ကလေးကျတူကမိချောင်းကိုမုံမြဲကြည့်ကမိချောင်းငယ်သည်ကျိုးတော်ထားလျက်ရုန်းကန်နေသည်စောသိန်းသည်ကျတူကိုကြည့်ကမိချောင်းနဲ့မတူဘူးကဖွချားနဲ့တူတယ်ဝါဟာဟာဟာကလေးတွေကဝိုင်းရည်ကျတူဆက်သွားသည်ဖွချားသည်ကျတူ၏အဖေဖြစ်ကမော်တော်ငှားလိုက်သည်နာမည်ရင်းကိုကဖွချားဖြစ်သည်သို့သောထူးခြားသောသတင်းသုံးရထဲပို၍ထိတ်လန့်အောင်ဝဲကောင်းသောသတင်းကရွာကလေးတွင်ညက်နေဝင်တပြောတွင်ဖြစ်သွားခဲ့ပေရာအထက်သတင်းသုံးခုသည်တမညနှင်းပြောက်ကွယ်သွားသည်ထူးဆန်းသောသတင်းမဟုတ်တော့ပဲငုံဆွပြောက်ကွယ်သွားခြင်းဖြစ်သည်နေရိုင်းတင်းချိန်နွေပြိုးကာလအနောက်ဘက်ကောင်းငင်ရမှာတိန်ဝါတွေထိုးဖို့ရသိမ်းကာစတရွာနှင့်တရွာလဲကူးတန်းကဈေးတောင်းရွက်နှင့်ဈေးအောင်သောမဲမြင်သည်ဥရဖယားနှင့်ပင်ရွာထဲသို့ပြေးဝင်လာသည်ထမိန်မနိုင်ဇေမင်းစုပ်ဖွားနှင့်မြေပြူးဆန်ကပြေးဝင်လာခြင်းဖြစ်သည်အချိန်ကလူလုံးပွဲကာစညီကိုမတိတတိချိန်ကျင်းတဲ့ကလေးတွေအိတ်တန်းဝင်ငင်ကာစပေါ့မြင်သည်ရောက်သည့်ဆုံးပြီးကလေးတစ်ယောက်သမီးတစ်ယောက်နဲ့ဘဝကိုဖြစ်သလိုရုံးကန်တုံမွေးကြောင်ပြုလာနေရကဂုံချီလိုက်သောမိမတစ်ယောက်ပင်ဖြစ်သည်ကြွားစဉ်လက်၍ချိတ်ပြုတ်လုံးစားသည်တို့ကိုလှည့်လျောင်းချနေသောဈေးတူပင်ဖြစ်သည်ယခုတော့သူမသည်အထိတ်တလန့်ရွာထဲသို့ဝင်လာပြီးတော့မြင်သည်အိမ်ထဲသို့တန်းတန်းမတ်ဝင်သေးပဲတကြီးအိမ်သို့တန်းပြေးလေသည်တကြီးမရှိသူ၏သမီးလင်နောက်ပါသား၍လိုက်ဆနေတယ်ပြီတကြီးကဒေါ်အေးပုံသည်မမြင်ကိုကြည့်ကလက်ထဲမှာကန်ထားသောထင်းခွက်ဓမ္မကိုရောင်းရမ်းကပြချလိုက်သည်မင်းအမလေးရဲ့ဘလို့ဖြစ်လာတာတော့မြင်သည်ရုပ်လက်ပြန်မဖြစ်နိုင်ပေဟောပဲဆိုင်နေသည်ခဏကြာမှမျက်နှာကိုချွေးသွတ်လိုက်ကတထိုအခါအေးပုံကလည်းရောင်းရမ်းကတာကိုယူမိလေသည်ဒေါ်အေးပုံသည်ခါတို့လင်ရောင်းရမ်းလက်သောနော်ရတဲ့မိမကြီးတောင်ဖြစ်သည်အခုတော့မင်းကထဲရတကြဖြစ်နေရာသူမကရော၍မြည်တမ်းလေသည်မင်းသည်စိတ်ကိုငြိမ်ထားပြီးမှရေတစ်ခွက်လောက်ပါတဲ့ထိုအခါမှဒေါ်အေးပုံသည်ရေတစ်ခွက်ခက်ပေးလေသည်ဘာဖြစ်လာတော့မင်းကျုပ်ကိုတေးချလိုက်တော့
ထိုအခါဒေါ်အေးပုံသည်အထိတ်လန့်လျက်ဖြစ်၍အချိန်ကလည်းမှောင်သက်ပြုနေဖြစ်သည်ဘဲကသေးတော့ကလေးရတင်းချင်းကပေါ့